အားလုံးပဲမင်္ဂလာပါအခုတလောလောက်ခတ်နေတဲ့ရွှေဈေးကွက်အကြောင်းကိုသိကျင်နေရမယ်လို့ထင်ပါတယ်အဲအကြောင်းလေးဒီဗီဒီယိုလေးကိုလုပ်ဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်အတွင်းမှာရွှေဈေးကတကယ်ကိုမယုံနိုင်စရာကိန်းဂဏန်းတွေကိုတွေ့ခဲ့ရတယ်2025ခုနှစ်တစ်နှစ်ထဲမှာပဲ60%ကျော်တက်ခဲ့ပြီးတော့မှဒါက1989ခုနှစ်နောက်ပိုင်းအမြင့်ဆုံးဖြစ်ခဲ့တဲ့ဈေးတက်မှုပဲဖြစ်တယ်ပြီးခဲ့တဲ့ဇန်နဝါရီ28မှာဆိုလို့ရှိရင်เนาะတအောင်စကိုဒေါ်လာ9500ကျော်အထိဈေးတက်ခဲ့ပြီးတော့မှစံချိန်တင်ဈေးကိုရောက်ခဲ့တယ်။ဒါပေမဲ့ဒီနေ့ဗီဒီယိုရိုက်နေတဲ့အချိန်မှာတော့ဈေးက4500ကျော်ပဲရှိနေပြီးတော့မှဆိုလိုတာကအမြင့်ဆုံးဈေးတန်းကနေပြီးတော့မှဒေါ်လာ1000လောက်နီးပါးကိုပြန်ကျသွားတာပါ။ဒါကကြောက်စရာကြီးလို့ထင်ရပေမဲ့ဒီနေ့ဗီဒီယိုမှာတော့ဒီဈေးကျတာက bull market ပျက်စီးသွားတာလားဒါမှမဟုတ်လို့ရှိရင်အခွင့်အရေးလားဆိုတာကိုအချက်အလက်တွေနဲ့အတူတူရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒါက financial advice မဟုတ်ဘဲဗဟုသုတအဖြစ်တင်ပြတာပဲဖြစ်ပါတယ်။အရင်ဆုံးကျမတို့ဈေးကွက်ကဘယ်အခြေအနေလေးရှိနေလဲဆိုတာကိုကြည့်ထားရအောင်။ရွှေဈေးက2024ခုနှစ်ကနေပြီးတော့မှစပြီးတော့မှ2နှစ်အတွင်းမှာ200%နီးပါးတက်ခဲ့တယ်။ဒါပေမဲ့ဖေဖော်ဝါရီ28မှာတော့ American နဲ့ Israel တပ်ဖွဲ့တွေကအီရန်ကိုတိုက်ခဲ့တဲ့အတွက်ကြောင့်မို့လို့အပြောင်းအလဲတွေဖြစ်လာတယ်။ရေနံဈေးကတစီကိုဒေါ်လာ100ကျော်အထိခုန်တက်သွားသလိုမျိုးကမ္ဘာစွမ်းအင်လမ်းကြောင်းဖြစ်တဲ့ဟော်မုတ်ရေလက်ကြားကိုလည်းပိတ်ဆို့ခံထားရပါတယ်။ရေနံဈေးတက်လို့ရှိရင် inflation ကြောင့် Federal ကအတိုးနှုန်းလျှော့မဲ့အစီအစဉ်တွေကိုဆိုင်းငံ့လိုက်တာပဲဖြစ်ပါတယ်။အဲ့တော့ဒီဒေါ်လာအားကောင်းမှုနဲ့ရွှေဈေးကိုပြန်ပြီးတော့မှဖိချလိုက်တဲ့အတွက်ကြောင့်မို့လို့အခုလိုမျိုးဒီနေ့မှာဒေါ်လာ4500ကျော်အထိကိုကျဆင်းလာတာဖြစ်ပါတယ်။ဒါပေမဲ့ JP Morgan လိုမျိုးအဖွဲ့အစည်းအကြီးတွေကတော့ဒါကရွှေဈေးတက်တာပြီးဆုံးသွားတာမဟုတ်ဘဲနဲ့ဈေးကွက်ရဲ့သဘာဝအရာပြန်လဲပြုပြင်တဲ့ correction တစ်ခုလိုပဲမြင်ကြပါတယ်။သူတို့က2026နှစ်အကုန်မှာရွှေဈေးဒေါ်လာ6300အထိရောက်နိုင်သေးတယ်ဆိုပြီးတော့မှဆက်လက်ခံမှန်းနေစေပါပဲပထမဦးဆုံးရွှေဈေးဘာလို့ကျလဲဆိုတာကိုမပြောခင်ကျမတို့ရွှေဈေးတက်ခဲ့တဲ့အကြောင်းရင်းတွေကိုပြန်ပြီးတော့မှ recall ခေါ်ရမယ်ဆိုရင်အဓိကအချက်ကြီး၅ချက်ရှိတယ်။နံပါတ်1ကတော့ဒီ dollarization ကမ္ဘာဗဟိုဘဏ်တွေကဒေါ်လာထက်ပိုပြီးတော့မှရွှေကိုစုဆောင်းလာကြတာ။တရုတ်ရုရှားနဲ့အိန္ဒိယတို့ဟာဒေါ်လာအပေါ်မှီခိုမှုကိုရှော့ချခြင်းတဲ့အတွက်ကြောင့်မို့လို့ရွှေကိုအသေးအတန်ဝယ်ယူနေကြတာ။နံပါတ်2ကတော့ paper gold နဲ့ physical gold ကွာခြားချက်အဲ့တော့စာရွက်ပေါ်ကရွှေအယောင်းအဝယ်တွေကတကယ်အစစ်အမှန်ရွှေရှိတာထက်ကိုအစပေါင်းများစွာများနေတဲ့အတွက်ကြောင့်မို့လို့ဒီရွှေဈေးကွက်ထဲမှာတင်းမာမှုတွေရှိနေပါတယ်။နံပါတ်3ကတော့ဘာလဲဆိုလို့ရှိရင်เนาะ Federal ရဲ့အပြောင်းလဲအဲ့တော့ Federal ဥက္ကဋ္ဌတက်တန်းကုန်ကန်နီးမှာအတိုးနှုန်းရှော့ချနိုင်ခြေတွေရှိတဲ့အတွက်ကြောင့်မို့လို့ရွှေဈေးကတက်လာခဲ့တာလည်းဖြစ်ပါတယ်။နံပါတ်4ကတော့ဘာလဲဆိုလို့ရှိရင်တရုတ်ရဲ့အခန်းကဏ္ဍသူတို့ကနိုင်ငံတကာကရွှေတွေအထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေကရွှေတွေကိုတရုတ်မှာတင်စီထားဖို့အတွက်ကိုလိုက်ပြီးတော့မှကမ်းလှမ်းနေခဲ့တယ်အဲဒီတော့အဲ့ဒါကလည်းရွှေဝယ်လိုအားကိုပို့ပြီးတော့မှကြီးစေခဲ့တယ်နံပါတ်5ကတော့ထုတ်လုပ်မှုအကန့်အသတ်ရှိတာရွှေဆိုတာက limited supply ဖြစ်ပါတယ်ရွှေမိုင်းတစ်ခုထုတ်ဖို့အတွက်ကိုနှစ်ပေါင်း20ကျော်အထိကိုကြာတတ်ပါတယ်ပြီးရင်အဲ့ဒီမိုင်းကနေတယ်ကိုလိုချင်တဲ့လောက်ရွှေကိုမိုင်းလုပ်ဖို့ရဖို့အတွက်ကတစ်နှစ်ကို1%ကနေ2%လောက်ပဲထွက်နိုင်တဲ့အတွက်ကြောင့်မို့လို့ရွှေဈေးကိုပို့ပြီးတော့မှခိုင်မာစေခဲ့ပါတယ်အဲ့တော့ဒါတွေကတော့ရွှေဈေးတက်စေခဲ့တဲ့အကြောင်းအရင်းတွေပဲအဲ့ဒီအကြောင်းရင်းတွေလက်ရှိပြောင်းသွားပြီလားဆိုလို့ရှိရင်เนาะမပြောင်းလဲသေးတာကိုတွေ့ရမယ်ဒါဆိုဘာလို့ဈေးကကျနေရလက်ရှိဈေးကျနေတာကိုနားလည်ဖို့ကအရန်အရေးကြီးပါတယ်အီရန်စစ်ပွဲကြောင့်ရေနံဈေးတက်လာတဲ့အခါမှာယင်းနှိမ့်ညွန့်နှံတဲ့သူတွေကတခြားရှယ်ယာဈေးကွက်တွေမှာအရှုံးပေါ်နေတာကိုကာမိဖို့အတွက်ရွှေကိုထုတ်ရောင်းပြီးတော့မှငွေဖော်ကြတာပါနောက်တစ်ခုကတော့ဒေါ်လာကဒီလိုပရိပခတွေဖြစ်နေတဲ့အချိန်မှာအကောင်းဆုံး safe haven လို့သူတို့ယူဆကြတဲ့အတွက်ကြောင့်မို့လို့ရွှေထက်ပိုပြီးတော့မှဒေါ်လာကိုကင်ထားကြတာမျိုးလည်းရှိပါတယ်ဒါပေမဲ့ goldsilver.com ရဲ့အဆိုအရတော့ဈေးကဒေါ်လာ9000အထက်မှာရှိနေသေးတော့ဒါက bull market အခြေအနေမှာပဲရှိနေသေးတယ်လို့ဆိုပါတယ်အဲ့ဒီတော့ဒီရွှေဈေးတက်တာကျတာရဲ့နောက်ွယ်မှာဘာကစားပွဲတွေရှိနေလဲဆိုတာကို game theory လေးကို apply လုပ်ပြီးတော့မှကြည့်ကြရအောင်ဒီရွှေဈေးကွက်မှာအဓိက player က၄ခုရှိတယ်နံပါတ်1ကတော့ central bank တွေသူတို့ကဒီတရုတ်တို့အိန္ဒိယတို့တူရကီတို့ဒေါ်လာဘာပဲဖြစ်ဖြစ်သူတို့ကရွှေကိုပဲဆက်ဝယ်မယ်ဆိုပြီးတော့မှဆုံးဖြတ်ထားပြီးသွားပြီအဲ့တော့ဒါက reserve သူတို့ရဲ့ reserve ကို diverse လုပ်ဖို့အတွက်ကို plan ချတာဖြစ်တယ်
profit ယူတာမန် retail investor တွေလိုမျိုး profit ယူပြီးတော့မှရောင်းလိုက်ဝယ်လိုက်လုံးမှာမဟုတ်ဘူးအဲ့ဒါကြောင့်လေသူတို့ကဈေးကျနေတဲ့အချိန်မှာတော့မှဆက်ဝယ်နေဦးမှာပဲနံပါတ်2ကတော့ဘာလဲဆိုလို့ရှိရင်ကကြတော့ ETF တွေနဲ့ institutional investor တွေသူတို့က trend ကို follow လုပ်ပြီးတော့မှ macro hedge လုပ်ကြတဲ့လူတွေအဲ့တော့2025ခုနှစ်တစ်ခုလုံးမှာဒီရွှေထဲမှာ institutional investor တွေကတောက်လျှောက်ရင်းနှီးမြုပ်နှံခဲ့တယ်ဈေးကျတဲ့နေ့မှာတော့မှမထွက်သွားတဲ့ long term holder တွေနံပါတ်3ကတော့ဘာလဲဆိုလို့ရှိရင် Federal Reserve rate ကျမယ်ဆိုလို့ရှိရင်ဒေါ်လာကကျပြီးတော့မှရွှေရတက်တယ် rate မချဘူးဆိုလို့ရှိရင်ကကြတော့ economy ကညံ့နိုင်တဲ့အတွက်ကြောင့်မို့လို့ safe haven assets တွေဖြစ်တဲ့ demand ကတက်လာတယ်အဲ့ဒီတော့ရွှေအတွက်ကဘလို့ပဲဖြစ်ဖြစ်ဆုံးရှုံးနိုင်တဲ့ scenario မရှိတဲ့ structure တစ်ခုဖြစ်နံပါတ်3ကတော့ဘာလဲဆိုလို့ရှိရင်တော့ retail buyer တွေကျမတို့လို retail buyer တွေကဘလို့ပဲဖြစ်ဖြစ်ကို့မှာဒါမလိုအပ်ဘူးဆိုလို့ရှိရင်ကို့မှာငွေမလိုဘူးဆိုလို့ရှိရင်ကကြတော့ဒါကိုဆက်ပြီးတော့မှကင်ထားနေအောင်ပါပဲပြီးတော့လက်ရှိဖြစ်နေတဲ့ Iran ဝါကြောင့်လည်းဒီ Middle East မှာပို့ပြီးတော့မှဝယ်ယူမှုများလာနိုင်တယ်ဆိုပြီးတော့မှ expert တွေကဆိုကြတယ်ဒီ player တယောက်ချင်းစီတိုင်းကရောင်းချဖို့အတွက်ကိုသူတို့အတွက် incentive မရှိသမျှဒါကိုသူတို့ကစက်ကင်နေဦးမှာပဲအဲ့ဒီတော့ဒါက short term မှာ correction ဖြစ်နေတယ်ဆိုရင်တော့မှသူ့ရဲ့ structural story ကတော့ဆက်ပြီးတော့မှခိုင်မာနေတဲ့အတွက်ကြောင့်မို့လို့ဆက်လက်ထိမ့်သိမ့်နိုင်မယ်ဆိုတဲ့သဘောကိုသက်ရောက်တယ်အဲ့ဒီတော့ရှေ့ဆက်ဘာဖြစ်နိုင်မလဲဆိုတာကို scenario ၄ခုနဲ့ကြည့်ကြရအောင်နံပါတ်1 scenario ကတော့စစ်ပွဲကပြီးသွားမယ်Federal ကအတိုးနှုန်းလျှော့ချမယ်ရွှေဈေးကဒေါ်လာ9000ကနေပြီးတော့မှ6300အထိကိုပြန်တက်သွားမယ်နောက်ထပ်ဖြစ်နိုင်တဲ့ scenario နံပါတ်2ကတော့စစ်ပွဲကကြာသွားမယ်ဆိုရင်ရေနံဈေးကဒေါ်လာ120ကျော်200နီးပါးဖြစ်ပြီးတော့မှရွှေဈေးကလည်း6000ကနေပြီးတော့မှ8000အထိခုံတက်သွားနိုင်ပါတယ် scenario 3ကတော့ဘာလဲဆိုလို့ရှိရင်ဈေးငြိမ်သွားမယ်ရေနံဈေးငြိမ်သွားမယ်ပြိပခတွေငြိမ်သွားမယ်ဆိုလို့ရှိရင်เนาะ4000နဲ့5000ကြားမှာချိန်အတော်ကြာလဲပတ်နေနိုင်တာပါဖြစ်နိုင်ခြေ scenario 4ရတော့ဘာလဲဆိုလို့ရှိရင်တော့ဒါကတော့ဖြစ်နိုင်ခြေအနည်းဆုံးပါပဲ။ तू ကဘာလဲဆိုလို့ရှိရင် AI ဈေးကွက်ဘက်ကိုငွေတွေအလုံးအရင်စီးဝင်သွားမယ်ဆိုလို့ရှိရင်တော့ရွှေဈေးကဒေါ်လာ4000အောက်ကိုကျဆင်းသွားနိုင်ပါတယ်။အဲ့တော့အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ရွှေဈေးကျနေတဲ့အချိန်မှာ panic ဖြစ်ပြီးတော့မှမလိုအပ်ရင်ရောင်းမပစ်လိုက်ပါနဲ့။အခုလိုမျိုး4500ဝန်းကျင်က long term investing အတွက်ကို DCA လုပ်ဖို့အတွက်သင့်တော်တဲ့ entry point တစ်ခုဖြစ်နိုင်တယ်ဆိုပြီးတော့မှပညာရှင်တွေကပြောထားပါတယ်။အဲ့တော့ဒီ match လအတွင်းမှာရှိတဲ့ Federal ရဲ့အဆုံးဖြတ်တွေ Iran စစ်ပွဲသတင်းတွေနဲ့ရေနံဈေးတွေကိုတော့တေချာစောင့်ကြည့်စေချင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကဒီမှာတစ်ဆင့်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ကြပါစေအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေရှင်